ဒီနေ့ဆရာအောင်ကျော်တို့ကိုယ်တိုင်ဒီပြုပြောကြလိုက်ပါပြီ။ဒေသတွေခမှန်ထားကြသလိုစောင်းရီမိုတရုတ်ဆောင်ရမယ်ဇက်ကောင်ကတော့ကောင်းမောင်မင်းစေရဲ့ပထမမြောက်မင်းဖြစ်တဲ့တာယာဝတီမင်းကြီးဖြစ်ပါတယ်။ဆရာအောင်ကျော်တို့ကလည်းဒီဇက်ကောင်ဟာသူ့ရဲ့တပည့်သားစောင်းရီမိုရဲ့အနုပညာစွမ်းရည်တွေကိုအပြေအဝထုတ်ပြနိုင်မယ်ဇက်ကောင်တစ်ခုဖြစ်တယ်လို့ယုံကြည်ထားပြီးတော့ဒီမင်းဇက်နေရာကိုတရုတ်ဆောင်ကိုရမှာရိုက်ကူးမယ်လို့တော့ပြောခဲ့ပါတယ်။အဲဒီလောက်ထိအရေးကြီးတဲ့ဇက်ကောင်ကိုထုတ်လုပ်သူတွေကလည်းစောင်းရီမိုပေါ်ယုံကြည်မှုပြည့်နဲ့အံ့နံခဲ့တာဖြစ်ပါတယ်။တမိုင်းထက်မှာအလိုထင်ရှားတဲ့မိတပါဖြစ်ပေမဲ့သူ့ရဲ့ဘဝဖြစ်စဉ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်အောင်မြင်မှုတွေအာဏာတွေတစ္ဆာပေါင်းမှုတွေတန်တရားစိတ်တွေမိသားစုကြေကွဲမှုနဲ့နောက်ဆုံးစိတ်ပိုင်းဆိုင်ရာပြိုကွဲမှုတွေပါရောထွေးနေတဲ့ဇက်လန်တစ်ပုတ်လိုဖြစ်နေပါတယ်။သူနန်းတက်လာတဲ့အခြေအနေကိုပဲကြည့်လိုက်ရင်အကူတော်ဖြစ်တဲ့ဘာကြီးတော်မင်းကိုနန်းချပြီးမှနန်းတက်လာခဲ့ရတဲ့သူဖြစ်ပါတယ်။အဲဒီလိုနန်းချရတဲ့နောက်ွယ်မှာလည်းနန်းတော်အတွင်းမှာအာဏာကြီးမားနေတဲ့နန်းမတော်မယ်နုနဲ့သူ့ရဲ့ကိုစလင်းမောင်အိုတို့ရဲ့ဩဇာလွှမ်းမိုးမှုတွေပါဝင်နေတယ်လို့တမန်မတ်တန်းတွေထဲမှာလည်းဖော်ပြထားပါတယ်။နန်းတက်ပြီးတော့မကြခင်မှာပဲအသက်18နှစ်သာရှိသေးတယ်။မမြကလေးကိုမိဖုရားဖြစ်တော်ကောက်ခဲ့ပါတယ်။ဒီမိဖုရားတာယာဝတီမင်းကြီးရဲ့အချစ်ဆုံးမိဖုရားတစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နန်းတက်ပြီးတဲ့နောက်ပိုင်းမှာတာယာဝတီမင်းကြီးရဲ့အောက်ချုပ်မှုပုံစံကပြေးထန်လာခဲ့ပါတယ်။နန်းမတော်မယ်နုနဲ့စလင်းမောင်အိုတို့ကိုအကျယ်ကျုံမှာချထားခဲ့တယ်လို့နောက်ပိုင်းမှာတော့အာဏာနဲ့ပတ်သက်ပြီးတော့တန်တရားဝင်လာတဲ့သူတွေကိုပြေးပြေးထန်အရေးယူခဲ့တယ်လို့မှန်တမ်းတွေမှာဖော်ပြထားခဲ့ပါတယ်။အထူးသဖြင့်ဘာကြီးတော်မင်းကြီးရဲ့တားတော်ဖြစ်တဲ့စัจ जा မင်းသားကိုပုံကံမှုနဲ့ကြံစည်တယ်ဆိုပြီးတော့အဲဒီဆွဆွဲချက်နဲ့ကွယ်မြက်ခဲ့တဲ့ဖြစ်ရဟာတမိုင်းမှာအလွန်နာမည်ကြီးတဲ့ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာနန်းမတော်မယ်နုကိုလည်းအလားတူဆွဆွဲချက်တွေနဲ့ကွယ်မြက်ခဲ့ပြီးတော့မယ်နုရဲ့အကူစလင်းမောင်အိုနဲ့ရွှေမျိုးနှီးဆက်သူတွေအများပြားကိုလည်းအသက်ရှုံးစေခဲ့ပါတယ်။ဒါပေမဲ့တာယာဝတီမင်းကြီးရဲ့ဘဝဟာဒီမှာမရက်သေးပါဘူး။နောက်ပိုင်းနှစ်တွေမှာလောကီပညာရက်တွေအစွမ်းထက်တဲ့အတတ်ပညာတွေနဲ့ပတ်သက်ပြီးတော့အလိုကျွန်းစိတ်ဝင်စားလာခဲ့ပြီးတော့အဲဒီနောက်ပိုင်းမှာတော့သူ့ရဲ့စိတ်အခြေအနေကတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပြီးတော့တန်တရားကြီးမားတဲ့မင်းကြီးတစ်ပါးစိတ်မမှန်တော့တဲ့မင်းကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။တားတော်ဖြစ်တဲ့ပကံမင်းနဲ့ဂျပန်မိဖုရားတို့ကမင်းကြီးရဲ့စိတ်အခြေအနေကိုအခွင့်ကောင်းယူခဲ့ကြပြီးတော့တာဝတီမင်းကြီးအလွန်ချစ်မြတ်နိုးတဲ့တားတော်အရင်ဖြစ်သူပြည်မင်းသားကိုနန်းလူကိုကြံစည်နေတယ်ဆိုပြီးတော့မင်းကြီးကိုယ်တိုင်အချစ်ဆုံးတားတော်ကိုတန်တရားဝင်လာခဲ့ပြီးကွယ်မြက်ခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။သူအလွန်ချစ်မြတ်နိုးပါတယ်ဆိုတဲ့အနောက်နံမိဖုရားစန္ဒာတဝီမမြကလေးကိုတောင်တစ္ဆာဖောက်တဲ့ကြံရပါဖြစ်တယ်ဆိုပြီးတော့တန်တရားနဲ့မိဖုရားကိုပါရရဆက်ဆက်ရေးချခဲ့ပါတယ်။ဒီလိုမျိုးကိုယ့်အချစ်ဆုံးလူတွေအားလုံးကိုတန်တရားစိတ်နဲ့ကိုယ်တိုင်ပြည့်တံပေးခဲ့တဲ့မင်းကြီးတစ်ပါးရဲ့ဘဝဟာဘယ်လောက်ထိကြေကွဲစရာကောင်းလဲမလဲဆိုတာတွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။အစပိုင်းမှာတတိရှိတဲ့မင်းသားတစ်ပါးအလယ်ပိုင်းမှာအာနာရှင်ဆန်တဲ့မင်းကြီးတစ်ပါးနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာပြိုကွဲလာခဲ့တဲ့ဖခင်တယောက်အဆုံးမှာတော့တန်ဝေကရစရာအဖြစ်ပြက်တွေနဲ့ရေဆိုင်ခဲ့ရတဲ့လူသားတယောက်ပြီးအစစ်စစ်ပြောင်းလဲတရုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်လေဒီဇက်ကောင်ကကြောက်စရာကောင်းတဲ့ဇက်ကောင်တစ်ခုဖြစ်နေတယ်လို့တမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်လေတန်ဝေကရစရာအဖြစ်နဲ့ဇက်ကောင်တစ်ခုဖြစ်မှာတော့အသေးကြပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်